ဟိုတရုတ်ကတနေ့ကို15နာရီလှုပ်လှုပ်တယ်တရုတ်တွေလှုပ်ဘလောက်လှုပ်နေတယ်ရှင်များတို့ပတ်ဝန်းကျင်မှာကြည့်ပါဟုတ်ပြီလားဗျအဲ့တော့9နာရီလောက်လှုပ်လှုပ်တယ်ဒါတနေ့15နာရီလှုပ်လှုပ်တယ်9နာရီနဲ့15နာရီဆိုသူတို့ကတပည့်တော်တို့တနေ့ကို3ဆသားသွားညံမိုးကောင်းလို့မဟုတ်ဘူးဗျအလုပ်ပို့လို့ဒါပဲဘာမှမထူးလူတွေဒီလိုမြန်မာတွေညံမညံ့ပါဘူးဝရိယတွေညံ့နေကြတာအဲ့ဒီဝရိယကလည်းရှင်ပြတယ်မဟုတ်တဲ့နေရာကျဝရိယကဲမဟုတ်တဲ့နေရာတွေမှာအချိန်ကုန်ပြီးတော့တကယ်ဟုတ်တဲ့နေရာမှာစာဖတ်ဖို့စင်ကြယ်သိမ့်များတယ်ပညာရေးတွေလေ့လာဖို့စင်ကြယ်သိမ့်များတယ်အလုပ်လုပ်ဖို့စင်ကြယ်သိမ့်များတယ်ဒီတော့ရှင်ပြတို့ရှောက်ပြီနော်တိစ္ဆာသဘောကတကယ်ကျွမ်းကျင်နေတယ်တကယ်စာသဘောကိုကောင်းကောင်းပေါက်ချင်တယ်ဟုတ်20ဝန်းကျင်ပဲရှိ20ဝန်းကျင်လောက်ပါပဲရှင်ကတစ်နှစ်ပဲနောက်နေ့ရှင်ပြတို့မတူဘူးအဲ့ဒီဖတ်ထားတဲ့ကိုတော်နဲ့မဖတ်ထားတဲ့ကိုတော်နောက်နေ့မှဒီလို upgrade လုပ်တယ်ဆိုတော့ရှင်ပြတို့လက်ခံမဲ့ကဲနောက်တစ်နေ့တစ်ဆင့်မြင့်ပြီးတော့သင်ကြတာပေါ့ဆိုရင်ဖတ်မှတ်ထားတဲ့သူကတော့အခြေခံနဲ့ပြန်သွားဒီလိုမျိုးဖြစ်အဲ့ဒါတော့ဒါရှင်ပြတို့ကိုယ့်နဲ့ကိုတူးဖြူနေတာပါအချိန်ကိုအလကားလုပ်ပြတဲ့သူကကိုယ့်ကိုတူးဖြူပြတာပါနော်အဲ့ဒါတရက်ကို2နာရီဆိုတစ်နှစ်ကိုတစ်လနဲ့ညီများသွားတယ်အဲ့ဒါရှင်ပြတို့ရဲ့အချိန်အသုံးချပုံကဘယ်လိုရှိနေကြလဲအဲ့ဒါရှင်ပြတို့ဘဝပဲ